ကျော်လာကြတဲ့ကျွန်တော်ရဲ့ဆရာကြီးနဲ့ကွာဆရာများအားလုံးအပိပညာအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ကျွန်တော်ပြောမယ့်ခေါင်းစဉ်ကတော့စီးကြိုသွေးကြိုကောင်းအောင်ဘယ်လိုစောင့်ကြည့်ရမလဲဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်စီးကြိုသွေးကြိုကောင်းအောင်စောင့်ကြည့်ဖို့ဆိုရင်ပထမဆုံးစီးကြိုသွေးကြိုထိမ့်သိမ်းမှုကောင်းမကောင်းစောင့်ကြည့်တဲ့အစားရှိမယ်စီးကြိုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲတွေကိုစောင့်ကြည့်တာရှိမယ်နောက်အခြားလှုပ်ဆောင်ချက်တွေရှိမယ်သုံးပိုင်းခွဲခြားထားလို့ရတယ်ပေါ့နော်စီးကြိုသွေးကြိုဘာကြောင့်မလို့စောင့်ကြည့်တင်တာလဲဆိုရင်စီးကြိုသွေးကြိုကုတဲ့နေရာမှာထိရောက်မှုရှိဖို့အတွက်ဖြစ်တယ်နောက်တစ်ခုကကြတော့စီးကြိုတက်တဲ့အရန်တက်လုံးလို့ဒါမှမဟုတ်ရင်တအားကျသွားလို့နောက်ဆက်ပဲဖြစ်ပြီးတော့ဆေးရုံတက်တဲ့အထိစိုးကျိုးတွေမဖြစ်အောင်ကာကွယ်ဖို့အတွက်ဖြစ်တယ်နောက်ပြီးကြတော့မိမိနဲ့နေထိုင်တဲ့ပုံစံနဲ့စီးကြိုသွေးကြိုတောက်သုံးမှုပုံစံနောက်ဆက်ပဲယောဂတွေပေါ်မှာအကျိုးသက်ရောက်မှုတွေဒါတွေသိဖို့အတွက်ကိုစောင့်ကြည့်ဖို့လိုလိမ့်မယ်နောက်ဆုံးချက်အနေနဲ့မိမိကုသပေးတဲ့ဆရာဝန်မှစီးကြိုအကြံပေးလမ်းညွှန်ချက်တွေကိုသွေးကြိုမှတ်တမ်းတွေကိုပြန်ကြည့်ပြီးတော့လိုအပ်သလိုအတိုးလျှော့ပေါ့နော်အပြောင်းလဲလုပ်ဖို့အတွက်စောင့်ကြည့်ဖို့လိုတယ်ဒီလိုမျိုးအချက်တွေကြောင့်မလို့သွေးရင်းအချိုတက်ကိုစောင့်ကြည့်ဖို့လိုခြင်းဖြစ်ပါတယ်အဲ့တော့စီးကြိုသွေးကြိုစောင့်ကြည့်မဲ့နီလန်းပေါ့နော်အချိုတက်ကိုစောင့်ကြည့်မဲ့နီလန်းဆိုရင်ကျွန်တော်တို့လူတွေအများဆုံးလူနာတွေအများဆုံးလုပ်ကြတဲ့လက်ထိတ်ဖောက်ပြီးတော့စစ်တဲ့နီလန်းပေါ့နော် set monitoring of the blood glucose အဲ့ဒါရှိမယ်နောက်တစ်ခုကကြတော့3လသွေးရင်းစီးကြို HbA1c ဒါဆိုလူနာတွေအများဆုံးသိကြတယ် A1c ကောင်းမကောင်းဆိုတာစောင့်ကြည့်တာရှိတယ်နောက်တစ်ခုကကြတော့စင်ဆက်မပြတ်စီးကြိုတိုင်းဆက်ပေါ့နော် continuous glucose monitoring ဆိုတာရှိမယ်ပေါ့အဲ့ဒီ3နည်းနဲ့စောင့်ကြည့်လို့ရတယ်ပေါ့သွေးရင်းဆိုတဲ့စီးကြိုတိုင်းခြင်းဆိုတာတော့ပုံမှန်ကျွန်တော်လူနာတွေဆိုရင်ဆရာတွေဆရာမတွေအကုန်လုံးကိုလူနာတွေဆိုရင်ပေးတယ်ပေါ့စီးကြိုမှတ်တမ်းစာအုပ်စာရှိတယ်အဲ့မှာမစားခင်ရှိမယ်စားပြီးအဖြေမှတ်တာတွေရှိမယ်အဲ့မှာတိုင်းပြီဆိုရင် target ပေါ့နော်ကိုယ့်ရဲ့ရည်မှန်းချက်ဘယ်လောက်ထားမလဲပေါ့မစားခင်ဆိုရင်မနေ့အရာလို့အစာမစားခင်ဆို130အောက်စားပြီးတဲ့နိုင်ဆို180အောက်နော်3လစီးကြိုပြန်ကြ A1c ဆိုရင်9အောက်အဲ့ထဲကို target ရအောင်ထားပြီးတော့စောင့်ကြည့်ဖို့လိုလိမ့်မယ်ဒီလိုမျိုးစောင့်ကြည့်အားဖြင့်နောက်ဆက်တွဲတွေကိုကာကွယ်ပြီးသားဖြစ်မယ်ပေါ့လက်ထိတ်ဖောက်ပြီးတော့ဘယ်အချိန်မှစစ်မလဲပေါ့ကျွန်တော်တို့အနေနဲ့မနေ့မစားမီမှာ fasting ကို target ဝင်ကိုကြည့်တာရှိမယ်စားပြီး2နာရီ target ဝင်ကြည့်မယ်နောက် random ကတော့တိတ်ဖောက်လေးဖောက်တာမရှိဘူးပေါ့နော် random ကကြတော့သိကျင်တဲ့အချိန်ကျဖောက်ကြည့်မယ်ပေါ့နော်နောက်တစ်ချက်ကကြတော့သွေးရင်းစီးကြိုကြားတဲ့လက္ခဏာပေါ့ကတုံလျင်ဖြစ်မယ်ဇောကြီးဖြစ်မယ်ရင်လက်တုံမယ်အဲ့လိုမျိုးဖြစ်တဲ့လက္ခဏာတွေရှိပြီဆိုတော့ဖောက်ကြည့်ပြီးတော့သွေးကြိုတကယ်ကြားမကြကြည့်သိအောင်လုပ်မယ်ပေါ့နော်တကယ်လို့သွေးကြိုကြရင်သွေးကြိုကြတာကိုကုမယ်အဲ့လိုလုပ်ခြင်းအပြင်သွေးကြိုကြပြီးတော့ဆေးရုံရောက်တဲ့အထိမဖြစ်အောင်ကာဝယ်ပြီးသားဖြစ်မယ်နောက်တစ်ခုကနေမကောင်းတဲ့ချိန်ဖောက်ကြည့်မယ်နေမကောင်းရင်အစာမစားလို့စီးကြိုကြတာဖြစ်နိုင်တယ်လို့မျိုးနေမကောင်းတဲ့ချိန်မှာ stress hormone တွေတက်လာပြီးတော့စီးကြိုတက်တာတွေဖြစ်နိုင်ရှိတယ်ပေါ့အဲ့ဒါကြောင့်မို့နေမကောင်းရင်ဖောက်ရမယ်နောက်လေ့ကျင့်ခန်းမလုပ်ဘူးပေါ့လေ့ကျင့်ခန်းလုပ်ရင်စီးကြိုကျသွားတယ်အဲ့ဒါကြောင့်မို့ insulin ထိုးနေတဲ့လူတွေဆိုပို့ပြီးတော့အရေးကြီးတယ်လေ့ကျင့်ခန်းမလုပ်ရင်စီးကြိုဖောက်ကြည့်ဖို့လိုလိမ့်မယ်insulin ထိုးနေတဲ့အချိန်ဆိုရင်ထိုးတဲ့လူတွေဆိုရင်ကားကြာကြီးမောင်းရမယ်ဆိုရင်အစာမစားရင်စီးကြိုကျသွားမှာဆိုလို့ကားမမောင်းခင်စီးကြိုဖောက်ပြီးစစ်ဖို့လိုလိမ့်မယ်ဒီလိုလူမျိုးတွေဒီအချိန်တွေမှာစစ်ဖို့လိုပါလိမ့်မယ်ပေါ့နော်နောက်တစ်ချက်က3လစီးကြိုပြန်ပြပေါ့နော် HbA1c တိုင်းတာခြင်းဆိုတော့ HbA1c ကဘာလဲဆိုတော့လွန်ခဲ့တဲ့ရက်ပေါင်း90ပေါ့ပြီးခဲ့တဲ့ရက်ပေါင်း90မှာ average ပေါ့စီးကြိုကောင်းမကောင်းကိုပြတယ်နောက်ရေဘူးသားအဖြစ်3လတစ်ခါတိုင်းတယ်ပေါ့ဒါပေမဲ့ control ကောင်းတယ်ပေါ့လိုချင်တဲ့ target ကိုလည်းရောက်တဲ့လူတွေမှာဆိုရင်6လတစ်ခါတိုင်းလို့ရတယ်နောက်ပြီးကြတော့ကိုယ့်ရဲ့အခြေအနေပေါ်မှာမူတည်ပြီးကိုယ့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းပဲ HbA1c တိုင်းတာကိုပြောင်းလဲလို့ရတယ်ပေါ့နော်နောက်တတိယတစ်ခုအနေနဲ့စင်ဆက်မပြတ်စီးကြိုတိုင်းတဲ့ set ပေါ့နော် continuous glucose monitoring လို့ခေါ်တယ်ဒါကတော့ CGM ပေါ့နော်သူကပခုံးအသားမှာကတ်ပြီးတော့ glucose ကိုတိုင်းပေးမယ် sensor လေးလိုတယ်အဲ့ sensor ရဲ့အဖြေကိုပြပေးမယ်device လိုတယ်ပေါ့နော်ဒါကတော့ CGM device လေးတွေပေါ့CGM ဆိုတာဘာလဲဆိုတော့ continuous glucose monitoring ဆိုတာစင်ဆက်မပြတ် glucose တိုင်းတဲ့ set ပေါ့ဒါကျွန်တော်တို့သုံးနေတာတော့10နှစ်လောက်တော့ရှိပြီကျွန်တော်တို့ဌာနမှာသုံးနေတာဆိုရင်10နှစ်လောက်ရှိနေပြီအခုမှတော့ပို့ပြီးတော့ပေါ်များရလာတယ်ပေါ့နော်တိုင်းကြည့်ရင်သူကလက်ပေါင်းမှာကတ်တဲ့ sensor လေးလိုတယ်အဲ့ sensor ကနေပြီးတော့1မိနစ်တစ်ခါတိုင်းပေးတယ်အဲ့ကတိုင်းပေးတဲ့အဖြေကိုဒီ display ပေါ့နော်ကိုယ့်ရဲ့ phone device မှာပေါ်ပြပေးတဲ့ဥစ္စာပေါ့နော်
အဲ့ glucose ကိုကြည့်လို့ရတာပေါ့အဲ့ဒီ device လေးကိုလိုတယ်24နာရီလုံးတစ်ချိန်လုံးတိုင်းနေတယ်ပြီးတော့ alarm system ပါတယ်ခုနဒီဘက်မှာတော့မှCGN alarm တန်ကြားလိုက်ရတယ်ပေါ့ဒီ patient တွေထဲမှာလည်း CGN တက်ထားတဲ့လူရှိရပေါ့သူကကြတော့ alarm system ပါတော့အရန်တက်သွားတယ်ကြာလာဆိုဖောက်ဆရာမလိုဘဲနဲ့ device မှာကြည့်လိုက်ရုံနဲ့ပြင်ပြီးရတယ်ပေါ့နော် CGN device ဆိုတာရှိတယ်CGN ဘာလဲဆိုဒီဘက်မှာပြထားတဲ့84ဆိုတာအချိန်ကိုယ်မှာရှိတဲ့သွေးရင်းစီးကြိုတက်ကို display ပြနေတယ်။ဥပမာ trend arrow ပေါ့ arrow တက်တယ်လေးပေါ့။အဲ arrow တက်တယ်လေးဆိုရင်ဒါဆိုရင် तू ကနောက်နိုင်ဝက်အတွင်းမှာ तू ကတက်လည်းမတက်ဘူးကြာလည်းမကြာဘူးဒီပတ်ချလည်းမှာပဲရှိနေတယ်ပေါ့။တကယ်လို့အပေါ်ညပြနေတယ်ဆိုရင်နောက်နိုင်ဝက်အတွင်းမှာ तू စီးကြိုကတက်လာမယ်။30 mg/dl နဲ့တက်လာမယ်။တကယ်လို့အောက်ကိုပြမယ်ဆိုရင်30ကနေ60နဲ့ကြံကြမယ်အဲ့လိုမျိုး trend arrow ပါတဲ့အတွက်ကြောင့်မလို့နောက်ဖြစ်မဲ့စီးကြိုအချိုတက်ကပမာဏကိုလည်းဟိုခံမှန်းလို့ရတယ်ပေါ့နော်။နောက်အောက်မှာ graph နဲ့ပြတဲ့အတွက်ကြောင့်မလို့စီးကြိုရဲ့အနေအထားကိုလည်းကိုကကြည့်ရမယ်ပေါ့နော်။ဒါပေမဲ့လက်ထိတ်ဖောက်တဲ့စီးကြိုတိုင်းတဲ့ set နဲ့ဒီမှာ continuous CGN ရဲ့ glucose နဲ့ကမတူလက်ထိတ်ဖောက်တာက capillary လို့ခေါ်တဲ့သွေးကြောမြင်လေးတွေရရှိတဲ့ glucose ကိုတိုင်းတာဒီ set ကကြတော့အရေပြားအောက်မှာရှိတဲ့ interstitial ဆိုတဲ့ glucose ကိုတိုင်းတာဆိုတာနည်းနည်းကွာတယ်အဲ့တော့ဟို set နဲ့ဒီလက်ထိပ်ပေါက်တဲ့ set နဲ့ဒီ CGN နဲ့ပြတဲ့အပြင်နဲ့ကွာနေ set မားတယ်လို့ထင်တတ်တယ်ပေါ့နော်အဲ့ဘယ်အချိန်မှလဲဆို तू ကစီးကြုံငြိမ်နေတဲ့အချိန်မှာတိုင်းရင်အကောင်းဆုံးပဲပေါ့ဒီဘက်ကမြေထားကောင်းတွဲလေးလိုပြတယ်ပေါ့တက်တဲ့အချိန်မှာဆိုရင် CGN က light မတက်သေးဘဲနဲ့ဟိုဟာဒီ device က light တက်နေကြားတဲ့အချိန်မှာကြာရင် CGN ကမကြသေးဘူး device ကကြာနေတယ်အဲ့လိုမျိုးလေး quality တက်မှာငြိမ်တဲ့အချိန်မှာတိုင်းရင်ပို့ပြီးတော့ပန်မယ်ပေါ့နော်အဲ့နှစ်ခုကိုညှိဖို့ဆိုရင် calibrate လုပ်တယ်လို့ခေါ်တယ်ပေါ့ဒီလက်ထိပ်ဖောက်ပြီးရတဲ့အဖြေကို set ထဲကိုထည့်ပေးခြင်းအဖြစ်ဒီ CGN ရဲ့အဖြေနဲ့ glucometer လို့ခေါ်တဲ့ device ကနေတိုင်းတဲ့အဖြေနဲ့ညှိပေးလို့ရမယ်ပေါ့နော်ဒီဥစ္စာကCGN ရဲ့အခြေခံသဘောတရားပေါ့CGN တက်ချင်ဒီ OSC လို့ဟိုမှလည်းတက်လို့ရတယ်ဟိုပြီးရင်ကိုကြည့်ပေးတဲ့ဆရာဝန်ကလိုအပ်လို့ညွှန်ကြားရဲဆိုတော့သူတို့စီစဉ်ပေးလိမ့်မယ်ဘယ်လိုတက်လို့ရလဲဆိုတာကိုဟိုညွှန်ကြားပေးလိမ့်မယ်ဘယ်နေရာမှာတက်ပေါ့နော်ကိုအိမ်ကိုလာတက်ပေးလိမ့်မယ်အဲ့လိုမျိုးအဲ့ service တွေရနေပြီပေါ့နော်တက်ချင်ရင်တော့အထူးသဖြင့် insulin ထိုးနေတဲ့ patient ဆိုရင်ဒီ CGN access ကအရန်ကောင်းနေပေါ့နော်ဒါကတော့glucose sugar control ပေါ့နော်စီးကြိုကောင်းမကောင်းအောင်စောင့်ကြည့်တဲ့နည်းလမ်းတွေလက်ထိပ်ပေါက်ပြီးစစ်တာရှိမယ် A1C တိုင်းတာရှိမယ်ဒီ set တက်ပြီးတော့ကောင်းမကောင်းတိုင်းတာရှိမယ်နောက်ဆက်တဲ့မဖြစ်အောင်ယောဂတွေဆိုကာကွယ်တွေကိုစောင့်ကြည့်တာပေါ့နော်အဲ့ဒါဘာဖြစ်လဲဆိုမျက်စိကွယ်တာလေဖြတ်တာကြောက်ကဲယောဂဖြစ်တာနှလုံးသွေးကြောဖြစ်တာအာရုံကြောထုံကျင်တာတွေပေါ့နော်ဒါရှေ့မှာတော့ဆရာမဝန်တန်းပြောတော့ပြီအဲ့တော့နှလုံးနဲ့လေဖြတ်တာကိုကာကွယ်ဖို့အတွက်ကို ECG ဆွဲပြီးတော့အဆီဓာတ်တွေကို control မရမယ်စောင့်ကြည့်မယ်ခြေထောက်ကိုအမြဲတမ်းလိုအပ်သလို6လတစ်ခါတစ်နေ့တစ်ခါစစ်တာတွေလုပ်မယ်နော်ကြောက်ကကောင်းမကောင်းဖြစ်အောင်သွေးပုံတင်အောင်ထိမ့်မယ်creatinine စစ်တာတွေစီးထဲမှာအသားဓာတ်ပါတာတွေစစ်တာတွေဒါတွေလုပ်လို့ရတယ်မျက်စိစစ်တာတွေလုပ်ခြင်းအပြင်မျက်စိကွယ်ပြီးတော့အမြင်အာရုံဆုံးရှုံးတာတွေကိုကောက်ွယ်နိုင်မယ်နောက်အစားအသောက်အနေထိုင်တွေဒါတွေကိုကိုကလှုပ်ခြင်းအပြင်ကိုယ့်ရဲ့စီးကြိုကူးတဲ့နေရာမှာကျမ်းမာပြီးတော့တက်တန်းစိတ်နေနိုင်တဲ့လူတစ်ယောက်အဖြစ်နေထိုင်နိုင်မှာအကြောင်းပြောကြားရင်းနဲ့ကျွန်တော်ရဲ့စဉ်းစားချက်ကိုဒီလောက်နဲ့ပဲအဆုံးသတ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်